တောင်းချက်ဝန်းကျင်ပါရှင်းကလည်းလေးတဲ့ပါရှင်း300မယ် base တန်ကလည်းလုံးဝ share ဖြစ်မယ်သူ့ရဲ့ design ကလည်းလုံးဝပြောရစရာမရှိအောင်အရမ်းမိုက်တယ်ကွာဒီနေ့ remake ရင်ငင်ဘက် shop မှာ speaker လုံးရောက်ထားတယ်ဈေးက9000ကျော်ပဲပေးရတယ်ပေါ့နော်ဒီ design နေထားကိုကြည့်ကြည့်ဝါဒီ design နဲ့တင်တော့ဒီ speaker ဝယ်တက်နေတယ်ဒီ woofer နေရာရစားကွာလုံးဝ9000ကျော်လို့လုံးဝတင်ရစရာကိုမရှိဘူးအရမ်းမိုက်တယ်အဲဆိုရှင် remake logo လေးလည်းပါ USB ဆိုင်မလားတခြား memory card တွေ FM video line ရစားအကုန်ရတယ်ပုံမှာဆိုရှင်ဒီ RGB lighting လေးတွေလည်းပါတယ်ပေါ့နော်ဒီ speaker site ကလည်း 50mm ရှိတဲ့ speaker site တစ်လုံးသုံးပြထားပြီးတော့ weight ကလည်း8တင်းလောက်ပဲရှိရပေါ့နော်ဈေးနဲ့ကအတန်ပိုင်းကလည်းတော်တော်လေးမိုက်တာမို့လို့ကြည့်လိုက်ရအောင်